မင်္ဂလာပါ Enjoy by Rayan မှာကျေးဇူးပါတယ်ကျွန်တော် Rayan ပါကျွန်တော်ကတော့အင်္ဂလိပ်စာ teacher တယောက်ပါဒီနေ့မှာတော့အင်္ဂလိပ်စာကိုယ့်ရဲ့အင်္ဂလိပ်စာကဘာလို့ထင်တယ်လို့ပေါ့နော်ထင်တယ်လို့မတွေ့တာလဲဆိုတော့ချက်ရင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ပထမတစ်ချက်ကကျတော့ကျွန်တော်တို့ consistency ရှိဖို့လိုအပ်ပါတယ် consistency ဆိုတဲ့နေရာမှာနေ့စဉ်ပေါ့နော်နေ့တိုင်းအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လေ့လာနေရမှာဖြစ်ပါတယ်အဲ့တော့ consistency ကဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်ဘာလို့ဆိုရင်လူရဲ့တဘာဝဒီကျွန်တော်တို့က habit တစ်ခုစားလိုက်ပြီဆိုလို့ရှိရင်အလိုဆုံးခံဆိုတစ်လားပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့တရက်တစ်ခါလေကြာရင်တစ်ပတ်နှစ်ပတ်လောက်လုပ်ပြီးရင်တချို့ရက်တွေမှာကွာစိတ်အဆင်မပြေလို့ဖြစ်အမှန်တော့တခြားအကြောင်းအရာနဲ့တိတ်ဆိတ်သွားလို့ပဲဖြစ်ပါနော်အဲလိုအချိန်မှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကပျောက်သွားကြရပေါ့နော်ဒီရက်လောက်မလို့ပဲထားလိုက်ပါမယ်လေဒီရက်လောက်ပါတော့အဲဆိုတဲ့ဖြင့်အဲ့လိုပျောက်သွားလေးရှိကြတယ်ပေါ့နော်အဲ့ဒီအနေစာပြီးကျွန်တော် update တွေပြတ်သွားတယ်ပေါ့အဲ့တော့ဒီအင်္ဂလိပ်စာလေ့လာနေတဲ့နေရာမှာဆိုတော့အဲ့လိုမျိုးမရဘူးပေါ့နော်အဲ့တော့နေ့စဉ်နေ့တိုင်းလုပ်နေမှာပဲကိုအင်္ဂလိပ်စာကတက်လာမယ်ပေါ့ okay အဲ့ဆိုရင် consistency ရှိအောင် habit တစ်ခုကိုဘယ်လိုမျိုးလုပ်မလဲပေါ့အဲ့တော့ဒီအင်္ဂလိပ်စာ habit ကိုလုပ်တဲ့နေရာမှာကျွန်တော်ပုံမှန်အဖြစ်အများဆုံးလူတွေလုပ်လို့ရှိတာကတော့ငါအင်္ဂလိပ်စာကိုဘယ်နှစ်နာရီမှာငါအင်္ဂလိပ်စာလုပ်မယ်ဆိုတဲ့ဖြင့် schedule နဲ့ဆွဲပြီးလုပ်လို့ရှိတယ်ပေါ့နော်ဥပမာဆိုငါနေ့ည9:00 နာရီမှာအင်္ဂလိပ်စာလုပ်မယ်ဒါမှမဟုတ်လေဒီနေ့မနက်7:00 နာရီမှာလုပ်မယ်ဆိုတဲ့ဖြင့်ပေါ့အချိန်ကြီးနဲ့ပတ်သက်ပြီးတော့အနာရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က schedule ဆွဲပြီးတော့မှလုပ်လို့ရှိတယ်ဥပမာ7:00 နာရီနဲ့9:00 နာရီကအင်္ဂလိပ်စာလုပ်ဝယ်ကွာဆိုတဲ့ဖြင့်ပေါ့အဲ့လိုဆက်ပြီးတော့မှနောက်ရက်လဲကြာရော7:00 နာရီနဲ့9:00 နာရီချိန်မှာကိစ္စတစ်ခုပေါ်လာတယ်ကျွန်တော်ဖြစ်သွားလဲဆိုတော့အဲ့ဒီခြားယူရွှေ့လိုက်ရတာမျိုးမလုပ်ဖြစ်လိုက်တာမျိုးဆိုပြီးတော့အဲ့အနေစားပြီးတော့ကျွန်တော်ကပြတ်သွားတယ်ပေါ့နော်โอเคအဲ့တော့အဲ့လိုမျိုးမပြတ်ရအောင်ဘယ်လိုမျိုးလုပ်မလဲအဲ့တော့အင်္ဂလိပ်စာကိုဘယ်နှစ်နာရီမှာငါဘယ်နှစ်နာရီကနေဘယ်နှစ်နာရီထိလုပ်မယ်ဘယ်နှစ်နာရီမှာစလုပ်မယ်ဆိုတာမျိုးထက်ကငါဘယ်ချိန်မှာလုပ်မယ်ဆိုတဲ့အရာမျိုးလေးနဲ့စပြီးတော့လုပ်ကြည့်ပါဘောနော်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဆိုရင်မနေ့မိုးလေးလင်းချင်းဆိုလို့ရှိရင်အဲ့ရထဲမှာထွက်ခင်ဘာလုပ်လဲဆိုတော့ rating တစ်ပုတ်ရေးတယ်ပေါ့နော်အဲစသဖြင့်ပေါ့အဲ့လိုမျိုးပေါ့ပြီးတော့ညအဲ့ရမဝင်ခင်ဆိုရင်မအိတ်ခင်မှာစာဖတ်တယ်ပေါ့အနည်းဆုံး3 မျက်နှာ3 မျက်နှာနဲ့10 မျက်နှာစသဖြင့်ပေါ့အဲ့တော့ကိုမအိတ်ခင်မှာစာဖတ်တယ်ပေါ့အဲ့တော့ကိုကဘယ်နှစ်နာရီမှာဆိုတာထက်ကိုဒီဟာမလုပ်ခင်ဒါမှမဟုတ်ဒီဟာပြီးရင်ဆိုတာအချိန်မျိုးပေါ့နော်အဲ့ဒီလိုမျိုးကိုသတ်မှတ်ပြီးတော့လုပ်လို့ရှိရင်ကျွန်တော်ဒီကိုယ့်ရဲ့ habit တစ်ခုလိုမျိုးဆွဲလာတယ်ပေါ့ဥပမာအဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီငယ်ကလေးကဆွဲလာတယ်ငယ်ကလေးကဒီလှုပ်ဆောင်လာတဲ့မျက်နှာတက်သွားတိုက်တယ်လို့မျိုးပေါ့နော်အဲ့ရထားပြီးရင်ဒါမျက်နှာတက်ရမယ်အဲ့ရထားပြီးသွားတက်ရမယ်ဆိုတာကျွန်တော်ရဲ့ငယ်တဲ့ရောကြည့်ရတဲ့ကျွန်တော်ပါလာတဲ့ habit တစ်ခုပဲပေါ့လေဒီလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီလို habit တစ်ခုမွေးမြူရမှာဖြစ်တယ်ပေါ့ချက်အနေနဲ့ကကျွန်တော်ဗာလဲဆိုလို့ရှိရင်resource တွေများလုံးတာပေါ့နော်အင်္ဂလိပ်စာလုပ်တော့မယ် hey ဆိုရင်ရှိသမျှ channel တွေကျွန်တော်ဝင် join နေရှိတယ်ရှိသမျှ YouTube channel တွေတဲ့ကိုဝင်ပြီးတော့ subscribe လုပ်လို့ရှိတယ်စာအုပ်တွေတောင်းလို့ရှိတယ်လုပ်လို့ရှိတယ်ဒါပေမဲ့အဲ့ဒါအများဆုံးဘယ်လောက်လဲဆိုလို့ရှိရင်နှစ်ပတ်အများဆုံးတစ်လအဲ့လောက်ထိပဲခံပြီးတော့ဘာဖြစ်သွားလဲဆိုတော့ပင်ပန်းသွားရောပေါ့နော်အဲ့တော့ရှိသမျှ energy ရရှိသမျှ resource တွေကုန်တော့ဆက်လေ့လာပြီးတော့ကိုယ့်ရဲ့ရှိမှကြံခဲ့တာလားဆိုရင်တော့မျိုးပြည့်မြက်ကို effective ဖြစ်သွားတာမျိုးမရှိဘူးကိုရလိုက်တာမရှိဘဲနဲ့နာတစားဒီနာတစားရလိုက်တာမျိုးတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီ resource ကိုအများကြီးမသုံးဘဲနဲ့ resource တစ်ခုအမွေနှစ်ခုလောက်ပဲသုံးပြီးတော့မှကျွန်တော်တို့အင်္ဂလိပ်စာလေ့လာသင်နေပေါ့နော်အဲ့ဒါမှပဲကိုယ့်အတွက် effective ဖြစ်နေပို့ပြီးတော့မှရှေ့ကိုထိရောက်တယ်ရှေ့ကိုရောက်တယ်ပေါ့နော်အဲ့ဒါပို့ပြီးတော့မှ effective ဖြစ်တဲ့အချက်ပါနောက်ဆုံးတစ်ချက်အနေနဲ့ကကျွန်တော်ဒီအင်္ဂလိပ်စာသင်ယူမှုနီလန်ဘာနေရာမျိုးပေါ့နော်အများအထင်က rank ပြောကြတယ်ပေါ့နော်အင်္ဂလိပ်စာတိုးတက်ချင်တယ်ဆိုရင်အင်္ဂလိပ်သချင်းတွေနားထောင်မယ်English podcast တွေနားထောင်မယ် English movie တွေကြည့်မယ်ပေါ့နော်ဟုတ်ပါတယ်ဒါကလည်းဒီနေ့အပြင်ပြောအထောက်အကူဖြစ်ပါတယ်မှန်ပါတယ်ပေါ့နော်ဒါပေမဲ့ကိုက intermediate level လောက်ရောက်နေပြီးကိုကအဲ့အထက်ကိုဘိုးရ improve ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီမှာနေရက်နေလို့မရပါဘူးပေါ့နော် okay ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီလိုမျိုးနားတချင်းလေးနားထောင်တာ
ဒီ podcast တွေနားထောင်လိုက်တာဒါလေးကကြတော့ကျွန်တော်တို့ဒီအထူးဖြင့် beginner level လောက်တည်းဆိုလို့ရှင်ပို့ပြီးတော့မှ effective ဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်ဒီ English မှာရှိတဲ့စကားလုံးတွေနဲ့ပို့ပြီးရင်းနှီးလာ English အတန်ထွက်တယ်နဲ့ပို့ပြီးတော့မှရင်းနှီးလာဖြစ်တဲ့ကြောင့်မို့သူတို့သင်ယူတဲ့နေရာမှာပို့ပြီးတော့မှအထောက်အကူအများကြီးဖြစ်စေရပေါ့နော်ဒါပေမဲ့ intermediate level အနေနဲ့ကကျတော့ဘာလို့ဖို့လွယ်လာပြီလဲဆိုရင် active learning ရှိရမှာဖြစ်တယ်ပေါ့နော် active learning ရှိမှာပဲအင်္ဂလိပ်စာကကို man ထားတဲ့ကို target ကိုတကယ်ရောက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ active learning ကဘယ်လိုမျိုးလဲဆိုရင်ဥပမာခုနကပြောတဲ့ focus ပေါ့နော်အဲ့တော့ focus ကိုနားထောင်တယ် passive learning ဆိုရင်တော့ဒီတိုင်းပဲနားထောင်လိုက်တယ်ဒါပြီးသွားတယ်ပေါ့နော် active learning ကကြာအဲ့လိုမဟုတ်ဘူးကျွန်တော်ဒီ focus တစ်ခုကိုနားထောင်လိုက်တယ်အာရုံစိတ်ပြီးတော့တေချာနားထောင်တယ်နားထောင်ပြီးတော့မှအဲ့ပြီးသွားပြီဆိုတာ ਨੇ ကိုပါ what did you learn ပေါ့နော်ကိုပါအဲ့ဒါနေပါသင်လိုက်ရလဲသူတို့ဘာအကြောင်းပြောသွားတာလဲစသဖြင့်ပေါ့အဲ့တော့ကိုနားလည်လိုက်တဲ့အရာကိုကြားလိုက်တဲ့အရာမျိုးတွေကိုကိုယ်တိုင်ကြည့်တာမျိုးနောက်တစ်ခုကကျတော့ဒီခြာရေးကြည့်တာမျိုးစသဖြင့်အဲ့ဒီလိုမျိုးတွေကျွန်တော်လုတ်တင်တယ်ပေါ့နောက်တစ်ခုကကျတော့ဒီထက်ကနေတင်တီးလိုက်ရတဲ့ဒီကိုနားမလဲစကလုံးတွေကဘာပြောသွားတာလဲပေါ့နော်အဲ့စကလုံးတစ်တွေကိုကိုကnote down ချမယ်အဲဒီမဆုစာအုပ်အနေနဲ့တေချာလေးမှတ်မယ်စသဖြင့်အဲ့ဒီလိုမျိုးလုပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါမှပဲဒီကိုယ့်ရဲ့ English ကတိတိတသာတိုးတက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကကျွန်တော်ဒီအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ဒီလောက်လေးပဲပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာဆိုရင်ကျွန်တော်အင်္ဂလိပ်စာလေ့လာတဲ့ habit တစ်ခုကိုဘယ်လို growing လုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်